ဒီနေ့မှာတော့ Rose က1 scoop ထပ်ပြမှာပဲဖြစ်ပါတယ်အရင်ဆုံးမှွေလိုက်မယ်နော်မှွေပြီးပြီဆိုတော့ခပ်ပါမယ်ခပ်ပါပြီနော်မှာအန်သာတော့တစ်ခုပါတဲ့အတွက်နောက်တစ်ခုထပ်ခပ်ပါမယ်ရေဆုံးမယ်ပေါ့နော်စကူလေးတွေကိုယူဖယ်ပါမယ်စကူလေးကိုဖယ်ပါမယ်ပြီးတော့ပစ္စည်းလေးတွေလဲပါမယ်ပါလေးလဲဆိုတော့နှက်ခမ်းနေပါနှက်ခမ်းနေကိုထဲကဒီကအယောင်လေးထည့်ပေးမယ်ပေါ့နော်လိမ္မော်ရောင်ဖက်သွားကအယောင်လေးထည့်ပေးပါမယ်နောက်တစ်ခုကစကူရှိကိုဒီကဖုန်းစကူရှိလေးထည့်ပေးပါမယ်နောက်တစ်ခုကရောင်စုံမိတ်ကပ်ကိုကြတော့ဒီမှာပါရောင်စုံမိတ်ကပ်လေးပါနောက်တစ်ခုကစကူရှိကိုကြတော့ဒီကပန်းရောင်လေးထည့်ပေးမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကလစ်ကိုကြတော့ဒီထဲကဒီကပန်းရောင်လေးထည့်ပေးမယ်ပေါ့နော်နောက်တစ်ခုကစကူရှိပဲစကူရှိကိုကြဒီခါလည်းလာပူစကူရှိလေးထည့်ပေးပါမယ်နောက်တစ်ခုကနှက်ခမ်းနေကိုဒီခါကျရင်ဒါလေးထည့်ပေးပါမယ်နောက်တစ်ခုကကြတော့နှက်ခမ်းနေကိုကြဒီခါကျတော့ဟွာဖြစ်ရင်ဆိုရရင်နှက်ခမ်းနေလေးပေါ့နော်နှက်ခမ်းကိုရင်ဆိုရင်နှက်ခမ်းလေးထည့်ပေးပါမယ်ဒါလေးတွေရသွားပါတယ်အားလုံးပဲတတ